သူညမောင်လေးဆုံးမနေရနောင်ကသူ့ရဲ့အိမ်ကိုလှုပ်ထားတယ်ပေါ့ဆောင်းအိမ်လေးပြည့်စည်လို့ပြဿနာရဲ့အစအမွေစိန်သူညီမ2ယောက်အမွေစိန်2ယောက်ပြီးဝီလီယံနဲ့ဆိုအမွေစိန်3ယောက်ဘာလဲဒီမှာဟုတ်တယ်မှန်တယ်သူကဖြတ်စီသူအဲ့ကြောမာလာတယ်ဘေဝီလီယာဖြတ်စီဒါလည်းသူကဖြတ်စီရပဲမဟုတ်စကားပြောသူညမောင်ပြောတာဆိုတာလေဆုံးမလုံးဒီကြိုက်ဖို့သူမကြိုက်တဲ့အကြောင်းသူညမောင်ပြီးနေအိတ်ချင်တယ်ဒီသူညမောင်ညမောင်လည်းနားထောင်နေအိတ်ချင်တယ်လို့ပြောနိုင်တာပြောတာ